ကျမခုပြပြမှာတော့ဒီအစ္စလမ်ဘာသာဝင်တွေဟိန္ဒူဘာသာဝင်တွေလက်မှာစိုးကြဖြစ်တဲ့ဒန်းအကြောင်းပဲဖြစ်ပါတယ်ဒန်းကိုအင်္ဂလိပ်လိုဟန်နာလို့ခေါ်ပါတယ်ဒန်းဆိုလို့ရှိရင်တဘာဝအပင်ကရတဲ့အယောင်စိုးစည်းမျိုးတစ်ခုဖြစ်ပြီးတော့အိန္ဒိယအာရဒေသအချို့အာရှဒေသတွေမှာလည်းအသုံးပြုလာပြီးဖြစ်ပါတယ်အထူးသဖြင့်အစ္စလမ်ဘာသာဝင်တွေနဲ့ဟိန္ဒူဘာသာဝင်တွေလက်မှာအများဆုံးစိုးလေးရှိကြတဲ့ဒန်းဆိုတာပဲဖြစ်ပါတယ်ဟိန္ဒူယဉ်ကျေးမှုမှာဆိုလို့ရှိရင်လက်တွေခြေတွေကိုယဉ်ကျေးမှုနဲ့ကိုက်ညီအောင်မင်္ဂလာဆောင်တွေမှာဒန်းဆိုးလေးရှိပါတယ်အထူးသဖြင့်သူတို့သမီးတွေဆိုလို့ရှိရင်သူတို့ရဲ့လက်မှာဒီဇိုင်းကိုအမျိုးမျိုးလှပအောင်ရွေးဆွဲကြပါတယ်ကံကောင်းခြင်းချစ်ခြင်းအောင်မြင်မှုဆိုတဲ့သင်္ကေတပြုတယ်လို့ယုံကြည်ကြပါတယ်မွတ်စလင်ယဉ်ကျေးမှုမှာဆိုလို့ရှိရင်it နေ့တွေမှာနောက်တစ်ခုကျတော့မင်္ဂလာပွဲနေ့တွေမှာဆိုလို့ရှိရင်လေလက်တွေခြေထောက်တွေကိုဒန်းဆိုးကြပါတယ်တဘာဝကိုအသုံးပြုတာဖြစ်လို့တန့်ရှည်ပိုင်းနဲ့ပတ်သက်ရင်ပြုထားပြီးတော့သုံးပြုလို့ရပါတယ်အဲ့ဒါဆိုလို့ရှိရင်ဟန်နာကဘာအယောင်ထွက်မလဲဟန်နာကအနီရောင်ရှိတယ်အညိုရောင်လည်းရှိပါတယ်ဒါပေမဲ့လက်မှာဟန်နာဆိုပြီးတော့တစ်ပတ်ကနေ3ပတ်အတွင်းမှာအလိုလိုအယောင်ပြက်ပြဲသွားနိုင်ပါတယ်စေးမဟုတ်ဘဲနဲ့အလှအပနဲ့ယဉ်ကျေးမှုအတွက်ကိုအသုံးပြုကြတာဖြစ်ပါတယ်အချို့နေရာတွေမှာလည်းယောက်ျားလေးတွေကဒီမုတ်စိတ်တို့သပင်တို့ကိုလည်းအသုံးပြုရတွေ့ရတယ်ဒါပေမဲ့ကျမကိုယ်တိုင်ကတော့ဂါတာမှာရှိစဉ်အခါကဂါတာနိုင်ငံရဲ့ဒီအရှိကြတဲ့ဈေးပေါ့နော်မားကတ်တစ်ခုမှာလက်ကိုဒန်းဆိုတာကိုကျမကိုယ်တိုင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်အရန်ကိုလှပပါတယ်ဒါမိန်းကလေးတွေရဲ့လှပမှုတစ်ခုယဉ်ကျေးမှုတစ်ခုလို့ကျမအနေနဲ့တင်ဆက်လိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်